Premier League အသင်း6သင်းရဲ့လက်ရှိခြေသွမ်းနဲ့နောက်လာမယ့်ပွဲစဉ်5ပွဲအကြောင်းသုံးသပ်ချက်အားလုံးပဲမင်္ဂလာပါ Agree Football YouTube Channel နဲ့တက်တော်မှပြန်လည်ကြိုဆိုပါရစေ Premier League အသင်း6သင်းရဲ့လက်ရှိခြေသွမ်းနဲ့နောက်လာမယ့်ပွဲစဉ်5ပွဲအကြောင်းသုံးသပ်ချက်မှာဒုတိယအနေနဲ့သုံးသပ်ချင်တဲ့အသင်းကတော့ Manchester City အသင်းပဲဖြစ်ပါတယ်ရာသီစ Premier League Title Race မှာ Liverpool နဲ့ Arsenal နှစ်သင်းကပြိုင်ဆိုင်ကြမယ်လို့ပြောနေတာကြားကနေပြီးတော့ Premier League ပွဲစဉ်9ပွဲပြီးသွားတဲ့အချိန်မှာ Pundits တွေကLiverpool Arsenal အပြင်နောက်ဆုံး10နှစ်မှာ6ကြိမ်ချန်ပီယံဖလားကန်မြောက်ထားတဲ့ Manchester City အသင်းကိုပါ Title Race မှာထည့်သွင်းရမယ်ဆိုတဲ့တိုးလောစကားတွေထွက်လာကြပြီ Manchester City အသင်းကခုနှစ်တန်ပေါင်းများစွာထုတ်ခဲ့တဲ့အသင်းဖြစ်တဲ့ရာသီစမှာဥပါဒံကို၄ခုပြတ်နေနိုင်တဲ့အချိန်မှာ City ပြန်လာပြီး City အကောင်းဆုံးပုံစံနဲ့ပြန်လာပြီးဆိုပြီးတော့မှပွဲစဉ်နှစ်မှာ Tottenham Hotspur ကိုအင်္ဂလိပ်မှာ2-0နဲ့ရှုံးတယ်ပွဲစဉ်3မှာ Brighton ကိုအဝေးကွင်းမှာထပ်ရှုံးတယ်အဲ့တော့ Premier International Break Premier League ပွဲစဉ်3ပြီးမှာ City ကနှစ်ကလို့ကြားရှုံးသွားပြီဆိုပြီးတော့ဖြစ်သွားပြန်အောင်အဲ့ကနေ Premier International Break မှာ City ကစိတ်သစ်လူတင်တဲ့တခြားပြင်ဆင်လာတယ်ခုဆို Premier International Break နဲ့ခုလက်ရှိဒုတိယ International Break အထိပြိုင်ပွဲစုံ9ပွဲလုံးကိုရှုံးဝဲမရှိကစားထားတယ်Manchester Derby ဖြစ်တဲ့ Manchester United ကိုအိမ်ကွင်းမှာနိုင်တယ်။ Champions League မှာ Napoli ကိုအိမ်ကွင်းမှာထပ်နိုင်တယ်။ပြီးတော့ခုရဒီမှာခြေစွမ်းအကောင်းဆုံးနဲ့အတည်ငြိမ်ဆုံးဖြစ်နေတဲ့ Arsenal ကိုအဝေးကွင်းမှာတည်ရကန်တယ်။ပြီးတော့ EFL Cup မှာ League 1အသင်းဖြစ်တဲ့ Huddersfield Town ကိုနိုင်တယ်။ပြီးတော့ Premier League မှာ Burnley ကို9ပြတ်ထပ်နိုင်တယ်။ Champions League မှာ Monaco ကိုတည်ရကြပြီးတော့ခုနောက်ဆုံးမှာ Brentford ကိုသူတို့အိမ်ကွင်းမှာထပ်နိုင်တယ်။ပွဲစဉ်3 Brighton ကို2-1နဲ့ရှုံးပြီးတဲ့နောက် Premier International Break မှာGuardiola ရဲ့အသင်းကတော့မနစ်ကလိုပဲကြားရှုံးသွားပြီဆိုပြီးတဲ့အထိဖြစ်သွားတယ်။ဒါပေမဲ့ City အသင်းက step by step နဲ့ပြန်လာနေပြီ။ Premier International Break နဲ့ဒုတိယ International Break ကြားတဲ့9ပွဲမှာ5ပွဲနိုင်2ပွဲတည်2ပွဲတောင်နောက်ကျသွင်းကိုနဲ့နောက်ကျပယ်နယ်တီကြောင့်သာတည်ကြခဲ့တာဖြစ်တယ်။ခုလက်ရှိ Manchester City အသင်းမှာဆိုရင် Haaland on fire ဖြစ်နေတယ်။ဂိုးတွေတိုင်းသွင်းနေတယ်။ City အတွက် Premier League ရာကို15ဂိုးမှာ Haaland တယောက်တည်းရပဲ6ဂိုးအထိသွင်းယူထားတယ်။ခုရဒီ Haaland က Premier League 9ပွဲမှာ6ဂိုးနဲ့ assistant တစ်လုံး Champions League 2ပွဲမှာ3ဂိုးနဲ့ပြိုင်ပွဲစုံ9ပွဲမှာ12ဂိုးနဲ့ဖန်တီးမှုတစ်ချိန်တကယ်ကောင်းတဲ့ quality striker တယောက်ဆိုတော့တက်တည်ပြနေတယ်ခုရဒီမှာ City က Haaland ကိုတဲကစားနေတယ်အများစုကိုကွင်းလင်ရနေပြီးတော့ Haaland ရဲ့အားသာချက်ကိုအသုံးပြုပြီးတော့ကိုရဖို့ကြိုးပမ်းနေတယ်ခုလက်ရှိ City မှာပြဿနာဖြစ်နေတာကကွင်းလက်ခံစစ်မှာ Rodri fit မဖြစ်တာပေါ့လေဇာသမားက ACL တန်ရာဖြစ်ပြီးတဲ့ကြန့်ခိုင်မှုအားမကောင်းဖြစ်နေတယ် Brentford နဲ့ပွဲမှာမိနစ်20ကျော်မှာ Rodri က injury ဖြစ်သွားတော့ Nico Gonzalez နဲ့လူစားလဲတယ်ပွဲပြီးမှာတော့ Rodri ကကျွန်တော်တကောက်ကြောတန်ရာအနှဲငယ်ပြင်းဖြစ်တာကြောင့်လူစားလဲလိုက်တာလို့တော့ပြောတယ်ပေါ့လေအဲအကြောင်းကျွန်တော်တို့စိုးရိမ်နေတဲ့ဒူးတန်အောင်မဟုတ်တာကြောင့်တော့အနှဲငယ်စိတ်သက်သာရသွားတယ်ဒါပေမဲ့ Brentford နဲ့ပွဲမှာ Rodri ထွက်သွားတော့ Man City ကွင်းလယ်မှာရုန်းကန်နေရတယ်ပထမပိုင်းမှာဆိုလို့ရှိရင် Brentford ကိုထိန်းချုပ်ထားတာတွေ့ရတယ်Nico Gonzalez ပါလာတဲ့အချိန်မှာပွဲရ changes ဖြစ်သွားတယ်အဲတခုကCity မှာပြဿနာရှိနေတယ်ပထမရာသီစတော့ကတော့ Manchester City အသင်းမှာ right back နေရာကိုအနည်းငယ်စိတ်ပူမိတယ်ခုစတော့ကစားတော့ right back နေရာအတွက်အဆင်ပြေပေမဲ့ကစားသမား injury ပြဿနာဖြစ်တယ်အဲ့တော့ Pep Guardiola က Monaco နဲ့ပွဲမှာ John Stones right back နေရာမှာတုံးကြည့်တယ်ထင်သလားအလုံးမဖြစ်တော့ Brentford နဲ့ပွဲမှာ Matthias Nunes နဲ့ပဲပွဲထွက်လာတယ် Manchester City ရဲ့လက်ရှိအသင်းကိုကြည့်ရမယ်ဆိုရင်အထိုင်ခံစစ်မှာ Ruben Dias နဲ့ Josko Gvardiol ကအဆင်ပြေတယ် bench အရင်မှာဆိုလို့ရှိရင် Nathan Ake နဲ့ John Stones ရှိမယ် left back မှာတော့ယာဒီအစမှာ Wolverhampton ခေါ်ယူထားတဲ့ Algeria ကစားသမား Adnoy ကိုအသုံးပြုနေရတာနေပြီးတော့ကစားသမား injury ဖြစ်တော့ Academy ထွက်အင်္ဂလန်ကစားသမားလေးဖြစ်တဲ့ Nico O'Reilly ကိုသုံးတယ်စင်ပြေရဗျဒီအသက်20ပဲရှိသေးတဲ့ Chartic ကလေးကကြက်ငိုင်မှုအားကောင်းတာကိုတွေ့ရတယ်အသက်20အရွယ်မှာအင်္ဂလန်အသင်းကြီးမှာလည်းရွေးချယ်ခြင်းခံရတယ်ကိုသမားနေရာမှာဆိုရင်အီတလီအသင်းရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့ကိုသမားဒိုနာရူမာရှိတော့အဆင်ပြေတယ်အရင်မှာလည်း Academy ထွက်ကစားသမားဖြစ်တဲ့ James Trustford ရှိတယ်ကွင်းလက်တိုက်စစ်မှာဆိုရင် Ryder နဲ့ Foden ရှိမယ်တဖန်တရားပြဿနာကနေပြီးတော့ပြန်ကောက်လာတဲ့ Ryan Cherky ရှိမယ်တိုက်စစ်နေရာမှာတော့လက်ရှိမှာဒိုဂူရှိပြီးတော့ Omar Mahmoud လည်း International Break အပြီးမှာပြန်လာမယ်ညာဘက်မှာ Bernardo ရှိမယ် Savio ရှိမယ် Oscar Bosch ရှိပြီးတော့တိုက်စစ်မှာတော့ Haaland ပေါ့ဗျာခုလက်ရှိ City မှာတခုတည်းသောပြဿနာက Diego Rodri ရဲ့နေရာဖြစ်တယ်ဗျတစ်ဖက်မှာ Nico Gonzalez နဲ့အသက်အရွယ်တစ်ခုရောက်လာပြီဖြစ်တဲ့ကိုဘစစ်ကစားလို့ရတယ်ဆိုပေမဲ့လည်း Rodri လောက်အဆင်မပြေနိုင်ဘူးဒါပေမဲ့တေချာတာကတော့ Manchester City အသင်းက step by step နဲ့ပြန်လာပြီပြန်ကောင်းနေပြီ
Manchester City ပြည်သက်တွေအနေနဲ့သူတို့မထင်မှတ်ထားတဲ့အခြေအနေကနေပြီးတော့ Title Race မှာ3မှတ်အကွာနဲ့ Arsenal အသင်းကို PR တွေပေးနေပြီဒါတော့ Manchester City အသင်းရဲ့လက်ရှိအခြေအနေဖြစ်ပါတယ်Manchester City အသင်းနဲ့နောက် November International Break မတိုင်ခင်မှာ Everton ကိုအိမ်ကွင်းမှာကစားရမယ် Champions League မှာ Villa ရဲ့ကိုအဝေးကွင်းမှာကစားရမယ်တဖန် Aston Villa အသင်းကိုအဝေးကွင်းမှာကစားရမယ်Carabao Cup မှာ Swansea ကိုအဝေးကွင်းမှာသွားကစားပြီးတော့ဘုံမောက်ကိုအိမ်ကွင်း Dortmund အသင်းကိုအိမ်ကွင်းနဲ့ November International Break မတိုင်ခင်နောက်ဆုံးပွဲစဉ်အနေနဲ့ Liverpool အသင်းကိုအိမ်ကွင်းမှာအခက်ကစားရမယ်ဒါတော့ Manchester City အသင်းရဲ့လက်ရှိခြေစွမ်းနဲ့နောက်လာမဲ့ပွဲစဉ်တွေအကြောင်းပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘောလုံးသတင်းအကြောင်းအရာတွေနဲ့ကြေးသုံးသက်ချက်တွေကိုနှိမ့်စင်တဲ့အမြတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါဦးလို့ပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာတင်အဆုံးသတ်ခွင့်ပြုပါခင်ဗျာ